ဒီတော်လိုင်းကာလမှာအင်ကြီးတွေရောင်းရတယ်ကျွန်တော်တို့စက်ပြားတွေရောင်းတယ်အခုဆိုလို့ရှိရင်ကျွန်တော်တချင်းတွေရောင်းတယ်အမျိုးမျိုးရောင်းခဲ့ပေမဲ့အခုရောင်းမဲ့အရာကမင်းအောင်လာရဲ့ထုတ်ကုန်ပစ္စည်းဖြစ်တယ်တော်လိုင်းကြီးထုတ်ကုန်မဟုတ်ဘူးအဲ့ဒါကိုကိုရန်ရှင်းပြပါလိမ့်မယ်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့အိန္ဒိယနိုင်ငံနေအသီးသီးကကျွန်တော်တို့ကိုနှိမ်ကြတယ်မင်းတို့နိုင်ငံကအတူတချောင်းတော့မထုတ်လုပ်နိုင်ဘူးသွားကြထိုးတန်တော့မထုတ်လုပ်နိုင်ဘူးဆိုပြီးတော့နှိမ်ကြတယ်အမှန်လဲကျွန်တော်တို့စီကကုံချမ်းနေပို့တလောက်ကျွန်တော်တို့မှာတကယ်ကုံချောဖြစ်မဲ့ထုတ်ကုန်နေမထွက်လာနိုင်ဘူးထုတ်ကုန်မထုတ်နိုင်ဘူးဒါပေမဲ့မဟာလာအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာတော့ထုတ်ကုန်နေအများကြီးထွက်လာတယ်အဲ့ဒီထုတ်ကုန်ကိုဒီညမှာကျွန်တော်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီးတော့ဒီမှာရောက်နေတဲ့သူတွေအားလုံးကိုရောင်းချပေးခြင်းနဲ့ဟုတ်ကဲ့ပါနားဆင်ကြည့်ပါဖြောပြမှုလေးကိုခဏလေးအေးပြီးနားထောင်ပေးဖို့ echo လေးနဲ့ reverse လေးဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်အဲ့တော့ဒီဖြောပြမှုမှာကျွန်တော်ပြောခဲ့သလိုညင်ပြီးနားထောင်ပါကျွန်တော်တို့ပေးခြင်းနဲ့ကျွန်တော်နှလုံးသားရဲ့စကားတွေကြားလိမ့်မယ်ကျေးဇူးပြုပြီးတော့ဒီတပုတ်လေးကိုတော့ပန်းကုန်းမစွတ်ပါနဲ့စုမချပါနဲ့เนาะကျွန်တော်တို့တေချာဖြောပြခြင်းလို့ပါခင်ဗျာနားဆင်ပြီးပါအလွာပေါင်းစုံနေရာပေါင်းစုံကအလောင်းကောင်တွေရမယ်အနာဂတ်အိမ်မက်တွေပြက်ကျသွားတဲ့လူတွေကောင်တွေရမယ်လောင်ဝင်ကြည့်ပါဦးဆရာကြီးရဲ့ဟောတာအကြောင်းသားလေးဒါကတော့အာကစားသမားလေးဒါကတော့ဆရာဝင်းမြဟောတာကဆရာကြီးသူနာပြူလေးဖြစ်တယ်ဒီတယောက်ကတော့အင်ဂျင်နီယာလေးဗျဒါလေးကတော့ကျောင်းဆရာလေးဗျဒါလေးကတော့ကြပြဆရာဒါကအစင်တန်းလေးခွဲပြီးတော့ပြထားတာဒီဘက်ခန်းထဲကတော့ဗျာရွာသားတွေဗျာဒီအဖိုးဝင်ကြီးကတော့အိမ်နဲ့အတူမီးရှို့ခံရတာဗျဒီအဖိုးကိုလားနောက်ပြန်ကျိုးတုပ်ပြီးတော့နောက်စိတ်ကိုတိတ်ပြီးတော့အဖြုတ်ခံထားရတာသူကြီးမဟုတ်ဘူးဒီအမျိုးသမီးကြီးကြတော့ကိုဝင်ဆောင်ကြီးနေဗျဒီဘက်ကတယောက်ကြတော့မတိခင်အတ္တမကျင့်ခံထားရတာဗျအစုံပဲဗျာအစုံပဲကဲဒီတစ်ခါကတော့မြေမြုပ်မိုင်းတွေထွီးပြီးတော့ပြက်ချန်ခဲ့တဲ့အရက်သားတွေရဲ့ခြေတွေလက်တွေပဲဖြစ်တယ်ဒီဘက်ကတော့အိမ်မောကြနေတော့120မမ60မမတွေထိပြီးတော့ရုပ်ပြက်ဆင်းပြက်ဖြစ်ခဲ့ရတဲ့အလောင်းကောင်တွေပေါ့ဒီဘက်ကကလေးအလောင်းကောင်တွေကကစားရင်လက်နဲ့ကြီးကြလို့မျိုးလက်နဲ့ကြီးကြလို့ကျွန်တော်မှဆက်ရောင်းရတွေရှိသေးတယ်တရားတွေနဲ့ရှင်သန်နေကြတဲ့အချိန်ကမျိုးစံပြတဲ့ငါတို့တွေရဲ့တိုင်ပွဲကဲဒီဘက်ကခန်းလေးတွေကတော့တော်လိုင်းရဲဘော်တွေပေါ့ဗျာသူတို့တော့ဘလောက်ဝေးဝေးမရောဘူးဗျတမျက်တစ်နိုးနဲ့သိတာဒီကောင်းနေတာတက်ရှင်ဒီကောင်းနေဘာလုပ်မလဲဆိုပြီးတော့ထိုင်ကြည့်နေသေးတာဗျာ
ခေါင်းရဲဘော်ဆိုရင်လေမသိရင်ကဂီတာတီးကျွမ်းတာဗျဒေါ်လာရေးရဲကိုမရောက်ရင်ဒီကောင်ကြီးကအခုဆိုတော်တော်လေးကိုအမှုပညာခရီးပေါက်နေလောက်ပြီကဲဒီရဲဘော်ကြီးကတော့သူ့မေကိုတိတ်ချတာဗျဒီရဲဘော်ဆိုဗျာသူချကနီးမှာသူ့ဖေကိုတော့ဖုံးပြောသွားသေးတာဒီရဲဘော်ကတော့ဗျာဟင်းချက်သိကောင်းတာလေဆရာကြီးမနေ့နောက်ဆုံးပါလားဆရာကြီးဒီဒုတိယလွာရဲ့ညာဘက်ရဲဘော်ကတော့သူ့စခန်းကိုဝင်စီးခံရခြင်းတယောက်တည်းရှင်ပြင်းနေအသေးခံပြီးတော့ကာကွယ်ပြီးသွားတာဒီရဲဘော်ကတော့ငါဖျားနေဆုံးတာပါဒီရဲဘော်ကတော့ပညာရေးစီရင်နေတာဗျသူ့မှာတိတ်ချရတဲ့ကောင်းမလေးတယောက်ရှိခဲ့တယ်ဒီရဲဘော်ကျတော့မြို့ကြီးသားဗျတော်တော်ရေရတာပဲတထေးသားလို့စားနိုင်တောက်နိုင်တာတော့ဒုက္ခလာခံသွားသေးတာဗျသူတို့လည်းကျွန်တော်တို့ဆရာကြီးလိုလူသားတွေပဲဗျနှလုံးသားတွေနဲ့ပဲလေပြောလို့ကောင်းမှာမဟုတ်ပါဘူးဗျာဒါတော့မှ44လမ်းကတိုက်ပေါ်ကနေခုန်ချခဲ့တဲ့ရဲဘော်တွေကိုမပြရသေးဘူးရဲ့ပွင့်ပြွားရဲဘော်12လောင်းကတော့လက်လက်ဆက်ဆက်တွေရှိသေးတာကဲကျွန်တော်မှရောင်းသမားကြီးလည်းတော်တော်လေးစုံနေပြီဒီဘက်ခန်းထဲကတော့ကျွန်တော်ခုပြမယ်ဒီဘက်ခန်းထဲကတော့ဘယ်တော့မှပြန်မရနိုင်တဲ့အမှုပညာတွေနဲ့လူသားလေးပေါ့ဒီဘက်ခန်းထဲမှာဆရာကြီးတို့ကိုကျွန်တော်ပြမယ်အလောင်းကောင်လေးကတော့ဘယ်တော့မှပြန်မရနိုင်တဲ့အမှုပညာတွေနဲ့လူသားလေးပေါ့သူ့နာမည်ကကိုရီမွန်တဲ့စိတ်ဖြောင်းဖြောင်းနေတာချမ်းရဲ့ကပ်ကုန်းရတဲ့ဆုံးအောင်ပါပဲဘောနိုင်တော့တဲ့လေတော့ဘာလို့လဲမိလေးလိုက်ပါတော့ပဲစိတ်ဖြောင်းချမ်းသာလေးအခုအချိန်ကရစေ So I should tell you be the lotion body Say don't tell it I'm a going highway. I turn my Johnson over there. Falling in love with my lady. You know I take out daily. Sing your town in a chair. I'm a going place on my way. So
လေးတစ်ချက်အုပ်ထားလိုက်အုပ်ရမယ်ထင်တယ် ဟိုဘက်က